ပြေးလေးဝင်လာပါတယ်အထီးနဲ့မှရင်ခွင်းလေးပြောမယ်နော်ဒါကဒီလိုအမဲလေးပါရဲဆိုရင်ဒါအမပါနော်ဦးလေးကိုပြောင်းတင်းနေတာပဲပထမဆုံးလုပ်မယ်ဆိုရင်ဒီတောင်ပန်တွေကိုဖြတ်လိုက်ပါနော်ကျမလမ်းနဲ့ဖြတ်လိုက်တော့တယ်နုံးတကကြီးလေးနဲ့ကြိုက်လိုက်ရတယ်ပြီးပြီဆိုရင်ကျမကဒီ6လောက်လေးတွေလက်ကလေးကိုညှက်ပါမယ်နော်ကကြီးနဲ့ညှက်ကိုရင်ကိုကြတော့ခါကျတက်လက်ရှင်တသက်ရက်ပါနော်ဟောနှုတ်လေးဖြက်နှုတ်ချင်းနှခမ်းမွေးတွေပါမှာဆိုလို့ပြီးရင်ကျိုးဒီခေါင်းမှာလဲဆိုချီးရှက်ခေါင်းလေးနည်းနည်းလေးပဲလှန်လိုက်ပြီးတော့ဒုတ်လေးနဲ့လူထိုးလိုက်တယ်ဆိုရင်ချီးဘာဖျင်းကိုလူလေးနည်းညှစ်လိုက်မယ်ဆိုရင်ထွက်လာတဲ့ဟာကိုလို့ဆွဲလိုက်ပြီးတော့ဖျင်းချင်းလေးထွက်လာနောက်တစ်ခါပေါ့နော်နောက်တစ်ခါကျတော့တောင်ပန်လေးကိုအရင်လက်နဲ့ကျမဖြုတ်လိုက်ပြီးဖြုတ်လိုက်ပြီးရင်ခေါင်းလေးကချီးထုတ်မယ်လူလေးနည်းလှန်ပြီးဆိုရင်ချီးရပဲရအောင်မယ်ကောင်းပြုတ်တမ်းပါတော့ဒီမှာဖေကိုနှိမ့်လိုက်ပြီးတော့ဖေချီးထွက်လာပါပြီဒီ6လေးလေးညက်စားမယ်လို့တော့ကီကီပါလို့တော့ကျမတို့လည်းလုံးမရပါတယ်တော့ကီကီလုံးနေအောင်တော့ကီကီကျမတို့လည်းလုံးနေရတာစားတော့ကီကီကိုတော့ကီကီစားချင်လို့ဝင်ပေးရပြေးကင်လေးပါနော်လွယ်လေးပါကိုယ်မှာကိုယ်ရတနန်ရှင်းပါနော်မှုဆိုရင်ဝင်စားတဲ့ဟာကြရင်ဖင်ရချီမလို့ခေါင်းကချီမလို့ညပတ်ဟာပါမလေးပါပါအောင်မလားတော့ခေါင်းကချီတော့နှုတ်နေရမောတော့ဒါခေါင်းချီပါဒါခေါင်းတော့ချီdisgusting ဒီမှာဒါကကိုက်မိလိုက်လို့ဒီမှာသဲတွေပါတယ်ပေါ့နော်ဂျလီပေါ့ဒါဖင်းကဒီမှာခေါင်းကဖြုတ်လိုက်ပြုတ်လိုက်ဟိုဒါဖင်းကချီရလူလေးထွက်လာဒါတန်တော့